Mobile phone တွေအတွင်းမှာ OS chip တွေနဲ့ partition တွေဘယ်လိုအလုပ်လုပ်လဲဆိုတာကိုအခုပဲလေ့လာကြည့်လိုက်ကြရအောင် ဒီရှင်းလင်းချက်မှာ Android နဲ့ iOS ရဲ့စွမ်းဆောင်ရည် chip တွေနဲ့ Android partition အလုပ်လုပ်ပုံတွေကိုအဓိကထားသွားပါမယ် အခြေခံအကြဆုံးကတော့ OS ပါပဲသူက hardware set သစီးတွေနဲ့လူသားတွေကြားချိတ်ဆက်ပေးတဲ့အသက်ဝင်နေတဲ့တရားကြီးတစ်ခုလိုပါပဲ ဈေးဝက်ကိုလွှမ်းမိုးထားတဲ့ Android နဲ့ iOS ဆိုပြီးအဓိက OS နှစ်မျိုးရှိပါတယ်သူတို့ရဲ့စွမ်းဆောင်ရည်ကွာခြားချက်ကစိတ်ဝင်စားစရာပါ Android ကပြင်ဆင်ရလွယ်တဲ့ open source ဖြစ်ပြီး iOS ကတော့အလုံးပိတ်စနစ်ဖြစ်ပေမဲ့အလုံးမြန်ဆန်းတွက်လက်ပါတယ် software ပြီးရင်တော့စိုက်ရအရာအလုံးကိုထိန်းချုပ်ထွက်ခက်ပေးတဲ့ဦးနှောက်ကြီးဖြစ်တဲ့ CPU ကြောင့်ဆက်သွားပါမယ် CPU ကရှုပ်ထွေးတဲ့အလုံးတွေကိုချက်ချင်းလုပ်နိုင်ဖို့ RAM တွေ memory တွေနဲ့တိုက်ရိုက်ချိတ်ဆက်ထားရတာပါ Game က Snapdragon အများဆုံး Apple A3 နဲ့ပြိုင်ဘက် Dimensity ဆိုပြီးစွမ်းဆောင်ရည်မြင့် chip မျိုးစုံရှိပါတယ် Samsung နဲ့ Huawei ကကိုယ်ပိုင် chip တွေထုတ်တယ်လို့ Spectrum ကတော့ဈေးသက်သာတဲ့ဖုန်းတွေမှာအဓိကသုံးပါတယ် Android ရဲ့မညံဒီကိုစနစ်တကျအခန်းခွဲထားတဲ့ firmware partition တွေအလုပ်လုပ်ပုံကိုဆက်ကြည့်အောင် စက်ပွင့်ပေါ်ကဖူးအခန်းကအလုပ်လုပ်ပြီး OS တစ်ခုလုံးကတော့ system အခန်းထဲမှာလုံကြုံရှိနေတာပါ AR ပြင်ဖို့ recovery အခန်းတီးတန့်ထားပြီးတော့ကိုယ်ပိုင် file တွေနဲ့ app တွေအတွက် user data အခန်းကတီးခတ်ရှိပါတယ် OS မျိုးစားလိုက် app တွေကိုတိမှတ်နိုင်ဖို့ Android မှာ APK iOS မှာ IPR စသဖြင့် file extension တွေ꿰သွားပါတယ် ကွန်ပျူတာတွေမှာ error ပြင်ဖို့ booter box stick တွေတုံးတယ်လို့ file တွေအတွက် backup လုပ်ထားဖို့ကလည်းတကယ်ကိုအရေးကြီးပါတယ် အတွင်းပိုင်း hardware asset ပိုင်းတွေအားလုံးကိုအသက်သွင်းပြီးချိတ်ဆက်ပေးထားတာကတော့ဒီ motherboard ကြီးပဲဖြစ်ပါတယ် hard drive ကနေ internet check ပေးတဲ့ modem အထိအစိပ်ပိုင်းတိုင်းကသူ့နေရာနဲ့သူမရှိမဖြစ်ရေးပါကြပါတယ် စွမ်းဆောင်ရည်မြင့် chip တွေနဲ့ OS တွေတိုးတက်လာတာနဲ့အမျှ hardware နဲ့ software ကြားကကန့်သတ်ချက်တွေဘယ်တော့လောက်ပြောင်းလဲသွားမလဲ